တကယ်စစ်လက်လုံမီးပလင်းပုံးတွေကဘာလို့ကော်လိုမျိုးကဆေးနေရတာလဲဆိုတာခင်ဗျားတို့သိပါသလားအကယ်၍ခင်ဗျားကပလင်းထဲကိုဓာတ်ဆီအတန့်ပဲထိပ်ပစ်မယ်ဆိုရင်တော့တင့်ကားတစ်စီးကအရေးတောင်လုံးမှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့အကြီးဟာတင့်ကားရဲ့စောင်းနေတဲ့တန်ချက်ကပြားတွေပေါ်ကနေရှော့ချသွားပြီးမြေကြီးပေါ်မှာတင်စက္ကန့်ပိုင်းတွင်လောင်ကျွမ်းပြောက်ကွယ်သွားမှာမို့လို့ပါဒီတန်မဏိတင်ကားတတဝါကြီးတွေကိုအစွမ်းကုန်လောင်ကျွမ်းစေဖို့ဆိုရင်အထက်ကအကြီးကကတ်နေဖို့လိုပါတယ်အဲ့ဒီတုန်းကစစ်သားတွေဟာတက်စီတဲကိုအဝတ်လျှော်ဆက်ပြခဲတွေချစ်ထဲ့တာတကြားဒါမှမဟုတ်ကြက်ဥမုံတွေကိုပါထည့်ပြီးဖျော်ဆက်ခဲ့ကြပါတယ်ဒီယိုရှင်းနဲ့ဓာတုဗေဒနီလန်းကပဲကျဲတောက်တက်စီတွေကိုပြစ်ချွဲနေတဲ့ဂျယ်လီတွေအဖြစ်ပြောင်းလဲပေးလိုက်တာပါပြောရမယ်ဆိုရင်တော့သူတို့ဟာစစ်မြေပြင်ရဲ့ကတုတ်ချင်းထဲမှာတင်မီးပလင်းပုံးစီရေကိုချက်လုံနေခဲ့ကြတာပေါ့အဲ့ဒီလိုပြစ်ချွဲနေတဲ့မီးရေတွေဟာတင့်ကားရဲ့အပြင်ကိုကြီးတဲ့မှန်ပေါက်လေးတွေနဲ့အင်ဂျင်အေးခံတဲ့အပေါက်တွေမှာကန့်ညီသွားပြီးအထက်ကစစ်သားတွေကိုအသက်ရှူချက်အောင်လုပ်ပစ်ပါတော့တယ်မီးဟာရှော့မကျသွားပဲတန်တိုင်းတွေမှာခိုင်ခိုင်မြဲမြဲကတ်တွေလောင်ကျွမ်းနေတာကြောင့်တင့်ကားကြီးတစ်စီးလုံးဟာပူပြင်းလာတဲ့မီးဖိုကြီးတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ရတာပါတန်မိုးနဲ့လာတဲ့ဆက်ပြခဲလေးတစ်ခဲကပဲဖန်ပလင်းတစ်လုံးကိုအမြောက်တစ်လက်ထက်တောင်ပိုးပြီးကြောက်စရာကောင်းအောင်ဖန်တီးပေးခဲ့တာပဲဖြစ်ပါတယ်ဗျာ